ကျူဟာကုတ်တွေကတကယ်တော့အရန်အဆင်ပြေပါတယ်ဒါပေမဲ့စကန်သမားတွေကအဲ့ဒီအဆင်ပြေမှုကိုပဲအဓိကအသုံးချနေကြပါတယ်ဥပမာစားသောက်ဆိုင်တစ်ခုမှာကျူဟာကုတ်တစ်ခုကတ်ထားတယ်ဆိုရင်မိတ်ဆွေကစကန်လုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီကျူဟာကုတ်ကအတုဖြစ်နေတယ်ဆိုရင်သူက fake website တစ်ခုကိုခေါ်သွားပါတယ် website က official website နဲ့အရန်ချွတ်ဆွတ်တူပါတယ် login ဝင်လိုက်တာနဲ့ password ပါသွားလေရောတချို့ကတော့ payment ပေးအတူတောင်မှဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမှာဆိုရင် bank information တွေမှာတောင်ပါသွားနိုင်ပါတယ်အဓိကကာကွယ်နည်းကတော့ကျူဟာစကန်လုပ်ပြီးရနောက်မှာ link တွေကိုတေချာဖတ် website လိပ်စာမှန်တေချာစစ်ပါချက်ချင်းတန်းပြီးတော့ကြောင်ကရမ်းနဲ့မွေမိပါစေနဲ့နောက်တစ်မျိုးကတော့ဒီနေ့အချိန်မှာအန်နီရဲ့အရှိဆုံးစကန်ကတော့ AI voice စကန်ပဲဖြစ်ပါတယ်စကန်သမားတွေကဒီ Facebook ဗီဒီယိုတွေဒီ TikTok ဗီဒီယိုတွေ YouTube ဗီဒီယိုတွေဒီလိုမျိုး social media တွေကနေပြီးတော့မိတ်ဆွေရဲ့အတန်ကိုနမူနာယူထားနိုင်ပါတယ် AI နဲ့အတန်တုပြီးတော့မိတ်ဆွေရဲ့မိသားစုကိုဖုန်းခေါ်တာတွေလုပ်နိုင်ပါတယ်ဥပမာအမေကျွန်တော်အစင်းဖြစ်လို့ဗိုက်ဆန်အမြန်လွှဲပေးပါဆိုပြီးတော့ဖုန်းနိုင်တာတွေလည်းရှိပါတယ်အတန်ကတကယ်ကိုမိတ်ဆွေရဲ့အတန်နဲ့ချွတ်ဆွတ်တူနေနိုင်ပါတယ်။ဒါကြောင့်မလို့လူတွေကပို့ပြီးတော့ယုံကြည်သွားကြပါတယ်။ဒီအရေးကြီးတဲ့ငွေလဲမှုတွေမှာဒီဖုန်းတစ်ခါတည်းနဲ့မယုံမိပါစေနဲ့ဗီဒီယိုကုန်းကိုအထက်အခါပြန်ခေါ်ပါအခြားမိသားစုဝင်တွေကိုလည်းအတီးပြူခိုင်းပါလို့အကြံပေးချင်ပါတယ်။လူအများစုဘာကြောင့်စကန်မိနေကြတာလဲဆိုရင်စကန်သမားတွေကဒီပညာကိုအဓိကတိုက်ခိုက်နေရတော့မဟုတ်ပါဘူးလူတွေရဲ့စိတ်ကိုပဲအဓိကတိုက်ခိုက်နေတာပါသူတို့အသုံးများတဲ့နီလန်းတွေကအမြန်လုပ်ပါအခွင့်အရေးနောက်ဆုံးတော့အခုချက်ချင်းလျှို့ဝှက်ထားပါဆိုတဲ့ဒီလိုစကလုံးတွေပဲဖြစ်ပါတယ်ဘာလို့မဆိုအလင်းလုံးရင်မားနိုင်ပါတယ်စကန်သမားတွေကအဲ့ဒီအချက်ကိုကောင်းကောင်းကြီးနားလည်ပါတယ်2026ခုနှစ်မှာစကန်တွေကပို့ပြီးတော့ညံကောင်းလာပါတယ် AI တွေကိုပို့ပြီးတော့အသုံးပြုနေကြတယ် Pay website တွေကိုပို့ပြီးအသုံးပြုလာကြတယ် White ကလုံးကြီးတွေကိုလည်းအသုံးပြုတစ်ခါထပ်တောင်ပို့ပြီးတော့အသုံးပြုလာကြပါတယ်ဒါပေမဲ့သူတို့လုံးဝမပြောင်းလဲနိုင်တဲ့အရာတခုရှိနေပါတယ်အဲ့ဒါကတော့တတိထားတတ်တဲ့လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ပါပဲလင်းတစ်ခုကိုမနှိပ်ခင်တေချာစဉ်းစားပါငွေလဲခိုင်းရင်နှစ်ခါပြန်စစ်ပါဒါမှမဟုတ်သုံးခါပြန်စစ်ပါအတန်ကြားရုံနဲ့လုံးဝမယုံလိုက်မိပါစေနဲ့အင်တာနက်ခေတ်မှာအရေးကြီးဆုံး security software က antivirus မဟုတ်တော့ပါဘူးအဓိကကတော့လူတစ်ယောက်ရဲ့အသိပညာပါပဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာနောက်ဗီဒီယိုလေးမှာပဲမိတ်ဆွေတို့နဲ့ပြန်ဆောင်ချင်ပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Caught a little bit of magic in your eyes last night. You were shooting pool, we were taking shots under the dim lights. Got a little smile that knocked me off of my seat. I started falling, I started